လောကကြီးကဒီဘက်မှာတော့လမ်းသွားရင်းနဲ့စားမယ်ပစ္စည်းရများတယ်နော်ဒါခဏခါကြိုက်လားတာကြိုက်လားခုပေးအောင်မလားတီနဲ့မိုးရွာနေအောင်မင်း